see that you've come far. I see that you've come so far to be right where you are. How old is your soul? I won't give up on us, even if the skies get rough. Giving you all my love, I'm still looking up. When you're needing your space to do some navigating, I'll be here patiently waiting to see what you find. Saving the stars, they burn, something we found to the earth. We've got life to learn. God knows we're running. No, I won't give up. I don't wanna be someone who walks away so easily. I'm here to stay and make a difference that I can make. The difference is they do a lot of teach us how to use the tools and gifts we got. Yeah, we got a lot at stake. And at the end you say, my friend, at least we didn't jump around to what we didn't drink, we didn't burn. We have to learn how to bend without the word. Can't turn down. I have to learn what I got and what I'm not. Who I am. I won't give up on us, even if the stars get rough. I'm giving you all my love. Still looking up, still looking up, but I won't give up on us. God knows I'm torn. He knows we've got life to learn. God knows we're running. I won't give up on us, even if the skies get rough. I'm giving you all my love, still looking up. Good night. အဲ့တော့ဒီနေ့မှာပရိသတ်တွေအတွက် Jason Mraz ရဲ့ I Won't Give Up တခြင်းကိုတည်ဆိုခဲ့တယ်။အဲ့တော့ Jason ကဒီတခြင်းကို MTV Exit ပွဲလာတော့ကလည်းဒီလူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်ကိုတည်ဆိုခဲ့ရဆိုတော့ကိုကိုတိုင်းအောင်ဘယ်လိုခန်းစားချက်တွေနဲ့ဘယ်လိုတင်စားပြီးတော့ဘယ်အတွက်ဆိုတာလို့ပရိသတ်ကိုပြောပြချင်တယ် ဟုတ်ကဲ့ကျွန်တော်တို့ဒီသချင်းအပေါ်မှာဘယ်လိုရတာအနေနဲ့ကျွန်တော်ခန်းစားချက်ပေါ့နော်ဒါကျွန်တော်တို့အပေါ်မှာမိမိကိုမိမိအားပေးတဲ့သချင်းအနေနဲ့ကိုယ့်အကိုဘယ်တော့မှရှုံးမပေးဘူးကိစ္စတစ်ခုပေါ်မှာလှုပ်ဆောင်တဲ့ခါမှာဥပမာဖြစ်ကျွန်တော်ဒီပြိုင်ပွဲအတွက်ကျွန်တော်ရဲ့လှုပ်ဆောင်ချက်ပေါ်မှာဘယ်တော့မှရှုံးမပေးဘူးပြင်တကယ်ချင်းတွေကိုလည်းခွန်အားပေးရှင်တဲ့သဘောပါဟုတ်ကဲ့ပါအဲ့တော့လက်ရှိအချိန်မှာကိုအားပေးဖို့ရောလိုနေသေးလားအရင်လိုအပ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျပြီးတော့ကျွန်တော်တို့ရဲ့စီစဉ်မှာအမဆိုရသက်ပံစီစဉ်1မှာဆိုလို့ရှိရင်လည်းဆရာမြင့်မို့ပါဝင်ဆရာကြီးကပြောပြလို့ရှိရဲကိုကနိုင်ငံတကာသချင်းတွေကိုဆိုနိုင်တာလည်းကောင်းတယ်ဒါပေမဲ့လည်းကြည့်ရှုအားပေးနေတဲ့မဲပေးမဲ့ပရိသတ်ကမြန်မာပရိသတ်တွေဖြစ်တဲ့အတွက်တက်နိုင်သမျှတော့ဒီမြန်မာသချင်းကိုယ့်ရဲ့သချင်းလေးတွေဆိုဖို့ဆိုပြီးတော့အမြဲတမ်းအားပေးလို့ရှိရဲကိုတိုင်းရောအခုဆိုရင်မြန်မာအင်္ဂလိပ်သချင်းနိုင်ငံခြားသချင်းကိုဆိုတာနှစ်ပတ်ရှိပြီဆိုတော့ပရိသတ်တွေအတွက်ကိုဒီလိုမျိုးမြန်မာသချင်းကိုဆိုပြတာနဲ့ international song ဆိုပြတာဘယ်လိုထိန်းကြီးဖို့စဉ်းစားရတာရှိလဲဘာဖြစ်လို့ဆိုတော့တစ်ခါလေကြာရင် comment တွေမှာလည်းပါတယ်လေကိုယ့်ရဲ့ပြန်မဝင်တွေကိုသူတို့တွေကိုယ်တိုင်လည်းမြန်မာသချင်းလေးတွေဆိုစေခြင်းနဲ့အဲ့ဒါလေးတွေပို့ပြီးတော့နားထောင်ခြင်းနဲ့ပေါ့အဲ့ဒါအတွက်ကိုပရိသတ်တွေဘယ်လိုမျိုးပြောပြဖို့ရှိလဲဟုတ်ကဲ့ဒီတစ်ခါဟိုက I won't give up ဆိုတဲ့သချင်းကလည်းကျွန်တော်အနေနဲ့အရင်လည်းကြိုက်ပြီးတော့ဒီသချင်းအပေါ်မှာကိုကိုတိုင်းဘယ်လိုမျိုးခွန်အားယူခဲ့တယ်ဆိုတဲ့အပေါ်ကျွန်တော်ကိုယ်တိုင်ပြသရှင်းနေခဲ့တာပါ
ဟုတ်ကဲ့ပါခင်ဗျဒါဆိုလို့ရှိရင်ကျွန်တော်ဒီလိုနေ့မှာမင်းနေကြမေကွန်းတိုင်းမှာပဲအရင်တစ်ပတ်ကကိုယ့်ရဲ့တငယ်ချင်းတွေကမှဘသူအားပေးဆုံးလဲငကိုတော့အားပေးတဲ့သူဆက်အားပေးနေတော့မလားဒါမှမဟုတ်သူထပ်ပို့ပြီးအားပေးရမယ့်သူတွေမျိုးပေါ်လာပြီလားဟုတ်အားပေးတာတော့အကုန်လုံးအားပေးတာပေါ့နော်တေချာပေါ့ဒါပေမဲ့ကိုနဲ့ final မှာဘသူ့ကိုအတွေ့အနိုင်ဆုံးဆိုပြီးတော့ကြိုပြီးတော့စဉ်းစားရမျိုးရှိလားတယောက်ပေါ့ရွေးပြရမှာဒါတော့ကျွန်တော်ရဲ့အများကြီးပါပဲအဲ့ကြတယောက်ပဲရွေးရမှာအဲ့လိုဆိုရင်တော့လည်းကျွန်တော်ရဲ့အမကြီးမတ်တီကတော့တော်တော်လေးတဲ့အခြေအနေအရန်ကိုကောင်းနေပါတယ်ဟုတ်ကဲ့ပါအဲ့တော့ final မှာအကုန်လုံးပဲခုလိုမျိုးချစ်ချစ်ခင်နဲ့ပြန်တွေ့ဖို့ကျွန်တော်တို့ကလည်းဆုတောင်းပေးပါတယ်မကြခင်မှာအရင်တစ်ပတ်ကသူတို့တွေကိုပြည်သက်တွေပေးထားတဲ့မေးရလက်တွေကိုကြီးညာပေးမှဖြစ်တာမို့တကယ်ချင်းနဲ့တူစောင့်ပေးပါ